ကားတွေရဲ့အနာဂတ်ကြောင့်စဉ်းစားလိုက်ရင်ဘာလို့အလင်းဆုံးပြည့်မိမိလဲဘက်ထရီနဲ့မောင်းရဲ့လစ်စစ်ကားတယ်ဟုတ်တယ်မလားဒါပေမဲ့အဲ့ဒါတခုတည်းကပဲအဖြေလားတကယ်တော့အဲ့လိုမဟုတ်ရင်ရောအနစ်20တိတိကုမ္ပဏီတစ်ခုကတခြားအဖြေတစ်ခုပေါ်မှာတိတ်ကလေးစွန့်စားရင်းနှီးမြုံလန်နေခဲ့ပါတယ်ဟုတ်ပါတယ်ဒါကတော့ Toyota ရဲ့ hydrogen အပေါ်ထားတဲ့ကြီးမားတဲ့အလောင်းစားပါပဲဒီစိတ်ဝင်စားစရာကောင်းတဲ့ဇလန်ကိုအတူတူလေ့လာကြည့်ကြရအောင်ဟုတ်တယ်လောလောဆယ်မှာတော့တန်ရှင်းတဲ့စွမ်းရည်သုံးကားလောကမှာဘက်ထရီကားပဲအဓိကနေရာယူချသလိုဖြစ်နေတာပေါ့အားလုံးကလည်းအဲ့ဒီအကြောင်းပဲပြောနေကြရလေဒါပေမဲ့အဲ့ဒါတခုတည်းတော့လမ်းကြောင်းဟုတ်ရဲ့လားတစ်ချက်စဉ်းစားကြည့်လေနိုင်နဲ့ချီအားသွင်းစရာမလိုပဲမိနစ်ပိုင်းလေးနဲ့လောင်စာဖြစ်နိုင်ပြီးခီးဖို့ဝေးမောင်းနိုင်တယ်တခြားနည်းလမ်းတစ်ခုရှိနေခဲ့ဘယ်လိုလုပ်မလဲအမှန်ပဲတခြားကားကုမ္ပဏီများစုကဘက်ထရီနဲ့ညာမှာအပြိုင်ဆိုင်ရင်းနှီးမြှုပ်နှံနေကြတဲ့အချိန်မှာ Toyota ကတော့တလမ်းမတူပဲပို့ပြီးအချိန်ယူရတဲ့လမ်းကိုရွေးခဲ့တယ်အဲ့လမ်းကတော့ hydrogen နဲ့ခင်းကျင်ထားတဲ့လမ်းပါပဲအခု hydrogen ဆိုတဲ့စကားလုံးကနားထဲမှာအသစ်အဆန်းလို့အနာဂတ်ဆန်းလို့ကြားနေပြီမဲ့အန်အောစရာတော့အဲ့ဒီလိုမဟုတ်ပါဘူးအ ਨੇ ဆုံးက Toyota ထပ်ပေါ့သူတို့ကဒီနေ့ပညာကိုဆက်စုနှစ်တည်းနဲ့ချီပြီးတိတ်တဆိတ်သွင်းနေကြတာပါဒီစကားတစ်ခုနဲ့တင်သူတို့ဒီကိစ္စကိုဘယ်လောက်အလေးအနက်ထားလဲဆိုတာအကုန်ပြောပြနေတယ်လို့ပါပဲဒါဟာသူတို့တဲ့ဘေးပေါက်စီမံခင်းလေးတစ်ခုမဟုတ်ဘူးသူတို့မြန်မာတော့ဒါဟာကျွန်တော်တို့အားလုံးရဲ့ထွာလာရေးပုံစံကိုပြောင်းလဲပြစ်နိုင်တဲ့အဓိကနီးပညာတစ်ခုဖြစ်ပါပဲကဲဒီတော့အဓိကအမေကုန်းကဘာကြောင့်လဲတခြားသူတွေအလုံးတလန်းတော်နေချိန်မှာ Toyota ကဘာကြောင့် hydrogen ပေါ်မှာဒီလောက်အချိန်ကြာအလောင်းစားလောက်ခဲ့တာလဲဒီအနည်း20ကြာမဟာဗျူရာနောက်ွယ်ကအတွေးခေါ်တွေကိုတစ်ချက်လောက်ကြည့်ကြရအောင်ကြည့်လိုက်ရဲ့ဒါဟာရုပ်ရည်ဆုံးဖြတ်လိုက်တာမျိုးမဟုတ်ဘူးဆက်စုနဲ့နှစ်ခုကြောင်ဖြည်းဖြည်းနဲ့စနစ်တကျတိဆောက်ခဲ့တာလွန်ခဲ့တဲ့2000ပြည့်နဲ့အစောပိုင်းကတည်းကဘက်ထရီချီးပဲအားကိုးနေရဖြစ်လာနိုင်တဲ့ပြဿနာတွေကိုသူတို့ကြိုမြင်ခဲ့တယ်ပြီးတော့2014မှာပထမဆုံးမီတိုင်ကားကိုလမ်းတွေပေါ်တင်ခဲ့တယ်ဒါကလှိနေတဲ့တခွဲခန်းတစ်ခုလိုပဲအဲ့ဒီကနေတဆင့်ဘတ်စကားတွေထရက်ကားတွေလူပူကြီးတဲ့ရင်းတွေမှာစမ်းတက်လာခဲ့တယ်အဲ့ဒီတွေ့ကြုံတွေအားလုံးကနေမှအခုလက်တွေ့ကြသုံးနိုင်တဲ့စနစ်တစ်ခုဖြစ်လာတာပါဒီတော့တခြားကမော်ဒီတစ်ခုလုံးကဘက်ထရီကားတွေပေါ်ရှစ်လို့ရှားနေချိန်မှာ Toyota ရဲ့ engineer တွေကတော့ရှစ်ဆက်ကြုံရနိုင်တဲ့အခက်ခဲတွေကိုကြိုတွေးနေခဲ့တယ်ဥပမာလူတိုင်းကသူတို့ကားကိုတစ်ချိန်နဲ့အားသွင်းခြင်းဒါအားလိုင်းနေပြီဖြစ်သွားမလဲဘက်ထရီတော့လိုအပ်တဲ့တပ်သူတွေတူးဖော်ရတဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာကုန်ကျစရိတ်တွေကတော့ပြီးတော့ယင်ကြီးတွေအတွက်ဆိုရင်ဘက်ထရီရဲ့အလေးချိန်ကြီးရဲ့အားသွင်းချိန်ကြာတာရဲ့ကအကြီးမားဆုံးပြဿနာတွေပဲလေအဲ့ဒီစင်ခေါ်မှုတွေအလုံးကိုဖြည့်ရှင်းဖို့ Toyota ရဲ့အဖြေကတော့သူတို့ရဲ့နောက်ဆုံးမျိုးဆက်လောင်စာဆက်စနစ်ပါပဲပြီးတော့ဒါဟာတာမန်တိုးတက်မှုလေးတစ်ခုမဟုတ်ပါဘူးတကယ်ကိုအကြီးမားဆုံးအောင်မြင်မှုတစ်ခုလို့ပြောရမှာပါကဲလောင်စာဆက်ဆိုတာဘာလဲလို့ရှင်းရှင်းလေးပြောပြရရင်ကားထဲမှာကိုပိုင်တက်အပင်ဆက်ယုံလေးတစ်ခုထည့်ထားသလိုပဲစဉ်းစားကြည့်သူကတိုင်ကီထဲကဟိုက်ဒရိုဂျင်ကိုယူလေထဲကအောက်ဆီဂျင်နဲ့ပေါင်းပြီးလစ်စင်တက်ကိုဖန်တီးလိုက်တာပဲအိဇောကနေထွက်တာကဘာလဲဆိုတော့ရေပဲတန်ရှင်းတဲ့ရင်ငွေစစ်ပါဒီလုပ်ငန်းစဉ်ကိုယ်တိုင်ကအင်မတန်တက်ရက်ပြီးတန်ရှင်းပါတယ်ဆိုတော့အဆင့်တက်ဟိုက်ဒရိုဂျင်ကတန်ကီကနေလောင်စာဆေးထဲစီးဝင်တယ်အဆင့်နဲ့ပတ်ဝန်းကျင်ကလေကိုဆွဲသွင်းတယ်အဆင့်တော့တက်ပြူမှုဖြစ်ပြီးမော်တာဝဲလက်စစ်တက်ထွက်လာတယ်ပြီးတော့အဆင့်လေးနောက်ဆုံးကြံတာကရေငွေစစ်ပဲတကယ်ရောဒါပါပဲဒါပေမဲ့တကယ်အဓိကကျတဲ့တိုးတက်ပြောင်းလဲမှုတွေကတော့ဒီအသေးစိတ်အချက်တွေထဲမှာပါသူတို့ကအကောင်လုံးကိုပြန်ဆင်ခဲ့တယ်အတီးကအပိုင်းတွင်းချီတဲ့ stack ကပိုတဲပြီးပိုအားကောင်းလာတယ်စနစ်တစ်ခုလုံးကပိုတိတ်ဆိတ်သွားတယ်တန်ကီတွေကပိုပေါ်ဝင်မဲ့ပိုခိုင်ခန့်လာတယ်ယာဒီဥရုအိမ်တော့စွမ်းဆောင်ရေးပိုကောင်းလာတယ်ဒါပေမဲ့အကြီးမားဆုံးတကယ်ကိုဂင်းပြောင်းသွားစီတဲ့အချက်ကတော့ platinum လို့ခေါ်တဲ့အဖိုးတန်တတူကိုအရင်ကထက်အများကြီး short သုံးနိုင်တဲ့နီးလန်းကိုရှာတွေ့ခဲ့တာပါပဲ80ရာခိုင်နှုန်းဒီကိန်းကနန်းကိုခဏလောက်စဉ်းစားကြည့်ပါအရင်ကတည်းက platinum 80ရာခိုင်နှုန်း short သုံးပြီးလောင်စာဈေးတစ်ခုကိုတီးဆောင်နိုင်တော့တာပါဒါတကယ်ကိုအကြီးကြီးပြောင်းလဲမှုတစ်ခုပဲပြီးတော့အဲ့ဒီ 80% ဆိုတာဘာကြောင့်ဒီလိုအရေးကြီးတာလဲရှင်းလေးပါ platinum short သုံးလိုက်တော့စနစ်တစ်ခုလုံးတီးဆောက်ရတဲ့ကုန်ကျစရိတ်ကထိုးကျသွားတယ်စွမ်းဆောင်ရည်လည်းပိုကောင်းလာတယ်အရေးကြီးဆုံးကတော့ဒါကိုအများအပြားထုတ်လုပ်နိုင်တဲ့အခြေအနေဖြစ်လာပြီးလူတိုင်းတော့လက်တွေ့ကျတဲ့ရွေးချယ်စရာတခုဖြစ်လာစေတာပါပဲပြီးတော့ပုံမိုက်တာတခုရှိသေးတယ်ဈေးသက်သာလာတဲ့အပြင်ဒီစနစ်သက်ကိုလေကိုတုံးလေးတွေလိုအလွယ်တကူတက်ဆင်လို့ရအောင်ဒီဇိုင်းထုတ်ထားတယ်ဆိုလိုတာကအုတ်ခဲတတုံးကိုကားတစ်စီးအတွက်ထုံလို့ရတယ်နှစ်တုံးတုံဆင့်လိုက်ရင်ကုန်တင်ကားကြီးတစ်စီးကိုမောင်းနိုင်တယ်ဒီတဲ့ပိုဆင့်ရင်ယထာဒါမှမဟုတ်သင်္ဘောတစ်စင်းကိုတော့ပါဝါပေးနိုင်တယ်ဒါပိုကောင်းတဲ့တားတစ်စီးထုတ်လို့တာတဲ့ပို့ပါတယ်ဒါဟာဘယ်အရာမဆိုအတွက်တုံးနိုင်တဲ့ပါဝါရင်မစ်တစ်ခုကိုတိစောက်နေတာပါ
အဲ့ဒီဂေဟာစစ်စင်တွေတခုတိဆောက်ရေးဆိုတဲ့အတွေ့အခေါ်ကတိုယိုတာရဲ့မဟာဗျူဟာမှာအဓိကအကြဆုံးပါပဲကားကောင်းတစ်စီးထုတ်လုပ်ရုံနဲ့မပြီးဘူးဆိုတာသူတို့သိတယ်ဟိုက်ဒရိုဂျင်ကိုအမြဲတမ်းအနောက်မှာထားခဲ့တဲ့အကြီးမားဆုံးပြဿနာကိုပါသူတို့ဖြေရှင်းရမယ်ဆိုတာနားလည်ထားတယ် အဲ့ဒီပြဿနာကဘာလဲကြက်ဦးပဲဦးပြဿနာလိုပါပဲလောင်စာဖြစ်စက်ခန်းတွေမရှိတာလေကဘာအကောင်းဆုံးဟိုက်ဒရိုဂျင်ကားကိုထုတ်လို့နိုင်ဦးတော့လောင်စာဖြစ်စရာနေရာမရှိရင်ဘယ်သူကဝယ်မှာလဲတိုယိုတာကဒီအချက်ကိုတေးသေးချာချာနားလဲပါတယ် ဒါကြောင့်တခြားတယောက်ကဒီပြဿနာကိုဖြေရှင်းပေးတာကိုထိုင်ဆောင်မနေပဲသူတို့ကိုယ်တိုင်ဝင်ပါတော့တာပဲစွာရင်ကုမ္ပဏီတွေနဲ့ပူးပေါင်းတယ်လောင်စာဖြည့်စခန်းဖွင့်ခြင်းသူတွေကိုကူညီပေးတယ်ပိုသေးပြီးဈေးသက်သာတဲ့စခန်းဒီဇိုင်းတွေကိုတောင်ဖန်တီးနေတယ်ဂျပန်မှာရောကယ်လီဖိုးနီးယားလိုနေရာတွေမှာပါအခြေခံစောင့်တစ်ခုလုံးကိုသူတို့ကိုယ်တိုင်တွင်းအားပေးတည်ဆောက်နေတာပါ ဒါပေမဲ့ဒီနေရာမှာတော့သူတို့ရဲ့အတွဲခေါ်တော့တကယ်ကိုစမ်းသက်လီအံ့အောင်စရာကောင်းလာပါတယ်လောင်စာဖြည့်စခန်းကိုတော့မလိုတော့ဘူးဆိုရင်တော့ဟိုက်ဒရိုဂျင်ကိုရေသန့်ဘူးတဘူးလို့တည်သွားလို့ရရင်ဘယ်လိုလုပ်မလဲ ဒီခဏလောက်စဉ်းစားကြည့်ပါလဲလို့ရတဲ့ဟိုက်ဒရိုဂျင်ဘူးလေးတွေစကူတာတစ်စီးကိုအားဖြည့်ဖို့သုံးမလားလုပ်ငန်းဝင်သုံးမီးစက်တစ်လုံးတော်လားဒါမှမဟုတ်စခန်းချသွားတဲ့အခါကိုပြီးစီးကိုပါဝါပေးဖို့လားမီးပြတ်သွားတဲ့အခါအရေးပေါ်သုံးဖို့တောင်ဖြစ်နိုင်တယ်ဒီအသွေးကတန်ရှင်းစွမ်းရင်ကိုစိုက်တဆိုင်ကနေကောက်ဝယ်ပြီးကိုနဲ့တပါးတည်းတည်သွားလို့ရတဲ့အရာတစ်ခုဖြစ်ပြောင်းလဲပြီးနေ့စဉ်ဘဝတွေကိုတွင်းပေးလိုက်တာပါပဲ ဒါကြောင့်အားလုံးကိုခြုံပြီးကြည့်လိုက်တဲ့အခါဒါဟာဘက်ထရီနဲ့ဟိုက်ဒရိုဂျင်ဘယ်သူနိုင်မလဲဆိုတဲ့ပြိုင်ပွဲတစ်ခုမဟုတ်ဘူးဆိုတော့ရှင်းရှင်းလင်းလင်းမြင်လာရပါတယ်ဒါဟာအလူတစ်ခုအတွက်မှန်ကန်တဲ့ကိရိယာကိုရွေးချယ်နိုင်မှုကြိုးပမ်းမှုတစ်ခုသာဖြစ်ပါတယ် ပေးချင်းရှင်ပြီးတစ်ချက်ကြည့်လိုက်ရအောင်နေ့စဉ်မျိုးလေးတွာလာနေတဲ့သူတယောက်အတွက်ဘက်ထရီကားကအကောင်းဆုံးဖြစ်နိုင်ပါတယ်ဒါပေမဲ့ကုန်တင်ကားကြီးတွေအတွက်ဒါမှမဟုတ်မိုင်ပေါင်းရာချီမောင်းပြီး9မိနစ်အတွင်းလောင်စာပြန်ဖြည့်ခြင်းတဲ့သူတွေအတွက်တော့ဟိုက်ဒရိုဂျင်ကအရှင်းရှင်းလင်းလင်းအားသာပါတယ်ရာသီဥတုအေးတဲ့ဒေသတွေမှာလည်းအတူတူပါပဲဘက်ထရီတွေကအားတီးတီးသားသားကြားသွားနိုင်ပေမဲ့ဟိုက်ဒရိုဂျင်ကတော့တည်ငြိမ်ဒီဆဲပါတကယ်တော့ဒါဟာတိုယိုတာရဲ့အတွေးခေါ်အနည်းချုပ်ပါပဲအနာဂတ်ဆိုတာပြဿနာအလုံးကိုဖြေရှင်းပေးနိုင်မဲ့ငွေကြီးစံနည်းပညာတစ်ခုတည်းရှိမှာမဟုတ်ပါဘူးဒါဟာချင်းနေမျိုးမျိုးအတွက်အတင့်တော်ဆုံးကိုရွေးချယ်နိုင်အောင်တန်ရှင်းစွမ်းရွေးချယ်စရာအဆုံးအလင်းရှိတဲ့အနာဂတ်တစ်ခုကိုဖန်တီးနေတာပါ ဒီတော့နောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်ရွေးချယ်ခွင့်တာရှိခဲ့ရင်9မိနစ်အတွင်းလောင်စာဖိနိုင်ပြီးကာဗွန်ထုတ်လွှတ်မှုလုံးဝမရှိတဲ့စွမ်းအင်မျိုးအဲ့ဒါကဘာတွေကိုပြောင်းလဲသွားစေနိုင်မလဲတိုတာရဲ့အနည်း20ကြာအလောင်းအစားတာအောင်မြင်သွားခဲ့ရင်ဒါဟာကားမျိုးစားတစ်တစ်ခုကိုပေးတာထပ်ပိုးပါလိမ့်မယ်ဒါဟာကျွန်တော်တို့ကိုပုံမများပြားတဲ့ရွေးချယ်ခွင့်တွေနဲ့ပိုပြီးလိုက်လျောညီထွေရှိတဲ့ခန္ဓာရင်အားကောင်းတဲ့ကဘာကြီးတစ်ခုကိုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်